ဖရဲသီးတစ်လုံးဘယ်လောက်လဲအဖိုးဖရဲသီးတစ်လုံးလောက်ဝယ်ပြီးအိမ်မှာခွဲစားမယ်လေအဝစားပြစ်မယ်ဖာလူတာလဲလှုပ်စားမယ်ဖရဲသီးစားကျင်နေတာကြာပြီအဝစားပြမယ်ငါယောက်ျားလာရင်ဖာလူတာလှုပ်စားမယ်ဖရဲသီးစိတ်အရမ်းချိုတယ်စားလိုက်ပါအောင်မေအေးစားကျင်တာနဲ့အတော်ပဲ ဒီဖရဲသီးကအရမ်းချိုပြီးအရေရွှမ်းတာပဲစားလို့ကောင်းလိုက်တာယောက်ျားကြီးရေခဲတုံးရဲ့နှုတ်စီရဲ့တကြားရဲ့သွားဝယ်လေငါတို့ဖာလူတာလှုပ်စားမလို့လေအေးသွားဝယ်မယ်နေမာတဲ့ဟာတွေအကုန်ပါတယ်လေလာစားကြပါအောင်ကောင်းလိုက်တာဖာလူတာလေးကချိုပြီးအေးနေရောလာစားကြပါအောင်